ကိုရီးယားမှာအခုနောက်ပိုင်းအတော်လေးခေတ်စားလာတဲ့မူဝင်း printed cafe တွေအကြောင်းကတကယ့်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။ဝန်ထမ်းတစ်ယောက်မှမရှိဘဲကွန်ပျူတာသုံးတာမိတ္တူကူးတာကအစပလတ်စတစ်လောင်းတာအထိ24နာရီပတ်လုံးကိုယ်တိုင်လုပ်လို့ရတဲ့စနစ်ပါ။ဆိုင်ရဲ့ပုံစံနဲ့အနီးအထားဒီဆိုင်တွေကများသောအားဖြင့်လူနေတိုက်ခန်းတွေ apartment တွေနာဒါမှမဟုတ်ကျောင်းနေနာမှာရှိတတ်ပါတယ်။ဆိုင်ထဲဝင်လိုက်တာနဲ့အဆင့်မြင့်ကွန်ပျူတာတွေမိတ္တူဇက်အကြီးစားတွေနဲ့စနစ်တကျစီထားတဲ့စပွဲတွေကိုတွေ့ရပါလိမ့်မယ်။လူမရှိပေမဲ့လည်းအရန်တန်ရှင်းပြီး EECC ရှိပါတယ်။ဘာတွေလုပ်လို့ရတယ်လဲ services printing ကိုယ့်ရဲ့ USB တွေက file တွေဒါမှမဟုတ် email ကာကာဝတော့က file တွေကိုကွန်ပျူတာမှာဖွင့်ပြီး print ထုတ်နိုင်ပါတယ်။ photocopy စာအုပ်တွေမှတ်ပုံတင်တွေကိုမိတ္တူကူးလို့ရပါတယ်။ scanning စာရွက်စာတမ်းတွေကို PDF file အဖြစ်ပြောင်းပြီးကိုယ့် email ထဲပြန်ပို့လို့ရပါတယ်။ fax ပို့တာလည်းလုပ်လို့ရပါတယ်။ lamination and binding ဒါကအထူးခြားဆုံးပါ။ ပလတ်စတစ်လောင်းတဲ့ဆက် laminator နဲ့စာအုပ်ချုပ်တဲ့ဆက်ပန်ချာတွေကိုအဆင့်သင့်ထားပြီးထားပါတယ်။